ဒီခါလုပ်ပြမှာတော့ဝတ်သားနဲ့ပေါ့နော်အဲ့ဒီလုပ်ပြမယ်ဒါကတော့အနှစ်ထုတ်ဖြစ်ပါတယ် A နဲ့ B နဲ့လာတယ်အဲ့တော့ B က sauce အတွက် A ကအသားနဲ့တဲ့အတွက်အဲ့တော့ B ကိုအရင် sauce လုပ်မယ်အခုဒါ O လေးကို sauce ထုတ်ဖောက်ထည့်လိုက်တယ်အမုံလေးပေါ့နော်ပြီးရင်ကိုကိုနမအုံလို့ထည့်မယ်အုံလို့ကို2စုံ3စုံလောက်ထည့်3စုံလောက်ထည့်ပြီးရင်စီထည့်မယ်စီကတော့နည်းနည်းပဲပေါ့နော်ပြီးရင်ညဖွင့်ပြီးတော့အဆက်မပြတ်မှွေမယ်အဲ့လိုမဟုတ်ရင်တက်သွားလိမ့်မယ်အဆက်မပြတ်မှွေပါမယ်အခုလိုအနေထားလေးရလာပြီဆိုရင်ရပါပြီကနေပြောင်းထည့်ပါမယ်ဒါကတော့ဝတ်သားကျွန်တော်ဝတ်သားကိုကုတ်သားလေးတုတ်ထားပါတယ်အခုလိုအတုံးတုံးလေးကြည့်လိုက်တဲ့တန်းဒီလိုဖြစ်သွားပါပြီအခုလိုစိတ်တုံးတုံးလေးတုံးထားပြီးရင်ခုနကအသားနဲ့တဲ့အမှုတ်အေးအဲ့ဒါကိုထည့်ပါမယ်ပြီးရင်ခုနကျန်တဲ့အုံလို့လေးလောင်းထည့်လိုက်ပါမယ်လောင်းထည့်ပြီးရင်တော့တမအောင်နေပါမယ်ဒီလိုချင်းကြီးရောက်ပြီဆိုရင်တော့အိုးအပူပေးပြီးတော့ခုနနှက်ထားတဲ့ဝတ်သားတွေလောင်းထည့်လိုက်ပါမယ်ပြီးရင်သူ့ကိုလည်းအစမပြတ်မှွေပေးပါမယ်ခုလိုနေထားဆိုရင်တော့ရပါပြီဒီလိုရရင်ထမင်းလေးနဲ့အားရပါရနေစားလို့ရပါပြီဒါကတော့ခုနစထားတဲ့ sauce နှက်ထားတဲ့ sauce လေးနဲ့အသားလေးနဲ့ဆိုတော့ perfect စားကြပါအောင်ဗျာ